တစ်ခုကြီးထွားလာတာနဲ့အမျှလိုအပ်ချက်တွေလည်းပြောင်းလဲလာပါတယ်ပိုများတဲ့အလုပ်ပိုများတဲ့ကုန်ပစ္စည်းပိုများတဲ့တာဝန်အဲ့အတွက်သင်ရဲ့ရင်ကလည်းပိုလုံနိုင်ဖို့လိုအပ်ပါတယ်ဒီနေ့မှာတော့ Bajaj Maxima Z 2026 model နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ် Maxima Z 2026 model မှာခိုင်ခန့်တဲ့ဒီဇိုင်းနဲ့ကျယ်ဝန်းမှုတွေ့ရပါတယ်ကဲကျွန်တော်ထဲဝင်ကြည့်အောင်ကဲကျွန်တော်တို့လူကောင်ကြီးရဲ့လူဒီမှာဝင်ထိုင်တာတော့ဒူးလွတ်နေတယ်ပြီးတော့ဒီရှေ့မှာ space တစ်ခုနဲ့ပစ္စည်းထားလို့ရတဲ့ပုံစံမျိုးတောင်ရှိသေးတယ်ပြီးတော့နောက်အရက်6ပေလောက်ရှိရကျွန်တော်တို့ဒီမှာခေါင်းမှာလည်းလွတ်နေသေးတာဆိုတော့ဒါလူစီးအတွက်တော်တော်အဆင်ပြေတာပဲပြီးတော့ကျွန်တော်ဒီတောက်မှာထိုင်နေတယ်ဒါဘေးမှာနောက်တော့2ယောက်3ယောက်လောက်အသားလေးပဲဟာတော်တော်ကျေတာပဲဗျကဲအဲ့တော့ဒါလူစီးကုန်တင်ဘတ်စုံသုံးအားလုံးရတယ်ရှယ်ပဲကဲလူစီးမလားကုန်တင်မလားပိုကြီးတဲ့ body size ပိုကျဲတဲ့ကုန်တင်နေရဟောကုန်များများတင်တော့ဝင်ငွေပိုရတာဗော MZ 2026 engine ဘိုင်းကတော့အရင်ဆုံးစပြောရမယ်ဆိုရင် engine တန်လုံးဝညက်သွားပြီဖြစ်ပါတယ်ခင်ဗျာပြောင်းလဲသွားတာကတော့ 4-vat စနစ်ကိုအသုံးပြုတာဖြစ်ပါတယ် 4-vat စနစ်ကြောင့် legit အထူးကောင်းမွန်တာဖြစ်တဲ့အတွက်စွမ်းဆောင်ရည်အပြည့်အဝရရှိပါတယ်အဲ့တော့ဒီ 236cc engine ချင်းတူတာတော့ဒီ2026 model ကစီစားနှုန်းပို့ပြီးတော့တက်တာတယ်နောက်တစ်ခုက engine AAB စနစ်ကိုပို့ပြီးကောင်းမွန်အောင်ပြောင်းလဲလာတာကိုတွေ့ရပါတယ်ကဲထဲဝင်ကြည့်အောင်ဟာရှယ်ပဲ MZ 2026ကတော့မောင်းတဲ့သူခရီးဝေးသွားလို့ရအောင်တက်တော့တက်တာဖြစ်အောင်လုပ်ထားတာသိကြပါတယ်အဲ့တော့ဒီမှာထူးခြားတဲ့အချက်တွေကတော့ဒီမောင်းတဲ့သူမပြင်းရအောင် entertainment system တွေပါတယ် radio နားထောင်မလားစတစ်နဲ့MP3 နားထောင်မလားပေါ့နော်စမ်းကြည့်အောင်ဒီ MZ 2026ကတော့ဒါဘက်ကီယာစနစ်ကထူးခြားသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကညာဘက်ကလက်မနဲ့ဘားလေးကိုတွန်းလိုက်မယ်ပြီးရင် clap ဆွဲပြီးတော့ပြောင်းလိုက်တာနဲ့ဒါလုံးဝအောက်မှာသွားပြီးတော့ဒီဟာပြောင်းစရာမလိုပဲနဲ့အားလုံးကလက်ကင်ပေါ်မှာဖြစ်သွားပါပြီဒါတော်တော်ထူးခြားတဲ့ပြောင်းလဲမှုဖြစ်ပါတယ်ကဲအဲ့တော့ဒီသူ့ရဲ့ engine တန်နဲ့ပြီးတော့ဘယ်လောက်ထိ smooth ဖြစ်လဲဆိုတာစမ်းကြည့်အောင် wowပိုကျဲတဲ့ကုန်ကင်တွေကပိုအားကောင်းတဲ့အင်ဂျင်ပိုပြီးအဆင့်မြင့်တဲ့နည်းပညာနဲ့ပိုပြီးယုံကြည်စိတ်ချရတဲ့စွမ်းဆောင်ရည်တို့နဲ့နေ့စဉ်ဘဝအတွက်ဝင်ငွေများများရှာဖွေနိုင်တဲ့အကောင်းဆုံးမိတ်ဖက် Maxima Z ကို Bajaj Official Showroom တွေမှာစုံစမ်းဝယ်ယူရရှိနိုင်ပါတယ်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့39 963 246 832နဲ့39 996 362 643တို့ကိုဆက်သွယ်နိုင်ပါတယ်အရေးကြဝယ်ယူအားပေးမယ်ဆိုရင်39 999 428 335ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ